မျိုးပေါ်မှာပေတံနဲ့စိတ်ကြိုက်ဆွဲခဲ့တဲ့မြင်းတစ်ကြောင်ဟာဒါသုံးနှစ်ချီပြီးအတူနေလာခဲ့တဲ့လူမျိုးစုတစ်ခုတည်းကိုပဲနှစ်ချမ်းခွက်လိုက်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကိုမြန်မာနိုင်ငံအနေနဲ့ဥပမာပေးရရင်နာဂလူမျိုးစုတွေကအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံကြားနှစ်ချမ်းကွဲမသွားစေဖို့ပြီးကြအုပ်ချုပ်ရေးဒေသတစ်ခုသတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ကိုလိုနီအာဏာပိုင်တွေကအဲ့ဒီတောင်းဆိုချက်ကိုလျစ်လျူရှုခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Eco Initiative ရဲ့ podcast episode 9ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ podcast မှာတော့ကိုလိုနီနယ်ချက်စနစ်ကအာရှဒေသရဲ့နယ်နိမိတ်တွေလူမျိုးစုတွေရဲ့ဖြစ်တည်မှုနဲ့လူမှုဆက်ဆံရေးကိုဘယ်လိုမျိုးပြောင်းလဲစေခဲ့တယ်ဆိုတာကိုဆွေးနွေးပြသချင်ပါတယ်။ဒီအကြောင်းအရာကိုပြီးခဲ့တဲ့မေလ19ရက်နေ့က Eco Initiative အဖွဲ့ဝင်တွေနဲ့စိတ်ဝင်စားသူတွေလူတကွပြုလုပ်ခဲ့တဲ့စာဖတ်ဝိုင်းဆွေးနွေးမှုကနေထောက်ပေါ်လာတဲ့အနှစ်ချုပ်စဉ်းစားချက်တွေအပေါ်ကိုအခြေခံပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ချိန်ကအာရှတောင်ပိုင်းနဲ့ရှေ့တောင်အာရှဒေသတွေမှာဒီနေ့လိုမျိုးတိကျတဲ့နယ်နိမိတ်မြင်းတွေမရှိခဲ့ပါဘူး။လူမျိုးစုတွေဘာသာရေးအတိုင်းဝိုင်းတွေနဲ့ကုန်တယ်အုပ်စုတွေကတောင်တန်းတွေမြေဝမ်းတွေပင်လယ်ကမ်းရိုးတန်းတွေကိုလွတ်လွတ်လပ်လပ်ဖြတ်ကျော်ပြီးအပြန်အလှန်ဆက်သွယ်နေထိုင်ခဲ့ကြပါတယ်။အဲဒီအချိန်ကလူတွေကဘယ်နိုင်ငံသားလဲဆိုတာထက်ဘယ်လူမျိုးစုကလည်းဘယ်ဒေသကလည်းဆိုတဲ့ဆက်ဆံရေးအခြေခံမေးခွန်းနဲ့ပဲအချင်းချင်းသိရှိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ကိုလိုနီနယ်ချက်တွေဝင်ရောက်လာတဲ့အခါမှာတော့အခြေအနေတွေကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ဒီကြအပါဝင်ဥရောပအင်ပါယာတွေကဒေသခံလူမျိုးစုတွေရဲ့သမိုင်းကြောင်းယဉ်ကျေးမှုနဲ့ပထဝီဝင်ဆက်နွယ်မှုတွေကိုထည့်သွင်းစဉ်းစားတာမလုပ်ဘဲသူတို့ရဲ့အုပ်ချုပ်ရေးမှာရွယ်ကူမှုနဲ့နိုင်ငံရေးအကျိုးစီးပွားကိုပို့ပြီးတော့ဦးစားပေးခဲ့ကြပါတယ်။ဒီပေါ်မှာပေတံနဲ့စိတ်ကြိုက်ဆွဲခဲ့တဲ့မြင်းတစ်ကြောင်ဟာဒါလိုနှစ်ချီပြီးအတူနေလာခဲ့တဲ့လူမျိုးစုတစ်ခုတည်းကိုပဲနှစ်ချမ်းခွက်လိုက်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကိုမြန်မာနိုင်ငံအနေနဲ့ဥပမာပေးရရင်နာဂလူမျိုးစုတွေကအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံကြားနှစ်ချမ်းကွဲမသွားစေဖို့ပြီးကြအုပ်ချုပ်ရေးဒေသတစ်ခုသတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ကိုလိုနီအာဏာပိုင်တွေကအဲ့ဒီတောင်းဆိုချက်ကိုလျစ်လျူရှုခဲ့ပါတယ်။အဲဒါကြောင့်လူမျိုးတစ်မျိုးတွေကနိုင်ငံနှစ်ခုကြားကွက်ထက်သွားခဲ့ပြီးဒီနေ့အထိနယ်စပ်ဒေသမတည်ငြိမ်မှုနဲ့လက်နက်ကိုင်ပြည်ပခါတွေဆက်လက်ဖြစ်ပေါ်နေတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ကိုလိုနီစနစ်ဝင်ရောက်ခင်ဘာသာရေးနဲ့ယဉ်ကျေးမှုချင်းရောရှက်နေထိုင်မှုရဲ့အထင်ရှားဆုံးဥပမာတစ်ခုကတော့အိန္ဒိယတောင်ပိုင်းဂရီလာဒေသတစ်ခုပါပဲ။အဲဒီမှာဒေသခံတွေကဘာကာဖာဒီနဗီယာမာနဲ့ခရစ်ယာန်ဘာသာရဲ့ Virgin Mary မဲတော်မာရီကိုတပြိုင်တည်းရှင်တွဲကိုးကွယ်တဲ့ထူးခြားတဲ့သဟဇာတာဖြစ်မှုဂျိုးရတွေရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းကိုလိုနီစနစ်ရဲ့ခရဲကြောင့် identity politics အကောင့်တဲ့အခါဘယ်သူကဘယ်ဘာသာဝင်လဲဆိုတဲ့ပြတ်သားတဲ့မြင်ချမှုတွေကပိုပြီးတော့ပြင်းထန်လာခဲ့ပြီးအတူရှင်တွဲနေထိုင်ခဲ့တဲ့လူမှုအတိုင်းဝိုင်းတွေကနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ကွဲကွာလာခဲ့ပါတယ်။ဒီလိုနဲ့ပဲ1948ခုနှစ်ဗြိတိရှအိန္ဒိယအင်ပါယာပြုတ်ကွဲပြီးလွတ်လပ်ရေးရတဲ့အခါမှာတော့အိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးနိုင်ငံနှစ်ခုခွဲထုတ်ခံခဲ့ရပါတယ်။ဒါလိုနေပေါင်းများစွာအတူနေထိုင်ခဲ့တဲ့လူမှုအတိုင်းဝိုင်းတွေကတညအတွင်းမတူညီတဲ့နိုင်ငံသားတွေဖြစ်သွားခဲ့ကြပါတယ်။ဒီကင်ကလောလောဆယ်သွားလာနိုင်ခဲ့တဲ့နယ်မြေတွေမှာနယ်စပ်စစ်ဆေးရေးဂိတ်တွေ passport စနစ်တွေစစ်တပ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ခေတ်သစ်ရဲ့နယ်နိမိတ်တွေဟာလူတွေကိုတအုပ်နဲ့တူခွဲထုတ်ထားတဲ့အခြေအနေကိုတွန်းပို့လိုက်တာပါ။ဗြိတိရှအင်ပါယာဟာသူတို့အာဏာတည်မြဲဖို့ divide and rule ဆိုတဲ့သွေးခွဲအုပ်ချုပ်ရေးမူဝါဒကိုအသုံးပြုခဲ့ပါတယ်။လူမျိုးစုတွေကြားကအင်အားချင်းဝင်ရှာကိုကစားရင်းအချို့အုပ်စုတွေကိုမြောက်စားကတချို့ကိုတော့ဖယ်ကျင်ခဲ့ပါတယ်။အဲဒီထဲကထင်ရှားတဲ့သဘောတရားတစ်ခုကတော့တချို့လူမျိုးစုတွေကိုပဲစစ်တပ်ရမှာအားကိုးလို့ရတယ်လို့သတ်မှတ်တဲ့ martial race စစ်သွေးကြွလူမျိုးစုအယူဆဖြစ်ပါတယ်။အဲဒီလိုခွဲခြားဆက်ဆံမှုဟာကိုလိုနီခေတ်ကုန်ဆုံးပြီးတဲ့နောက်ပိုင်းမှာတော့ဆက်လက်အသက်ဝင်နေခဲ့ပြီးပါကစ္စတန်စစ်တပ်အတွင်းဘင်္ဂါလီလူမျိုးတွေပေါ်ခွဲခြားဆက်ဆံမှုတွေကိုဖြစ်လာစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘင်္ဂါလီအများစုကရွေးကောက်ပွဲမှာတရားဝင်အနိုင်ရခဲ့ပေမဲ့အာဏာလွှဲပေးဖို့ညှဉ်းဆန်ခဲ့တာကြောင့်1982ခုနှစ်မှာလူဦးရေတန်းချီသေဆုံးခဲ့ရတဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးရေးစစ်ပွဲကြီးဖြစ်ပွားခဲ့တဲ့အထိအကျိုးဆက်ကတော့ကြီးမားခဲ့ပါတယ်။ကိုလိုနီစနစ်ဟာနယ်နိမိတ်တွေကိုပဲဖန်တီးခဲ့တာမဟုတ်ပါဘူး။ Centralized Bureaucracy လို့ခေါ်တဲ့ဗဟိုချုပ်ကိုင်အုပ်ချုပ်ရေးယန္တရားကိုလည်းတည်ဆောက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်ကုန်းပေါ်မင်းဆက်ဘယ်စနစ်ကိုပြိုချပြီးတဲ့နောက်ရိုနီအစိုးရဟာအာဏာရှင်စံနဲ့ဗဟိုချုပ်ကိုင်မှုစနစ်ကိုအစားထိုးခဲ့ပြီးအဲ့ဒီအာဏာရှင်စံနဲ့ယန္တရားကြီးကလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်းပုံစံမပြောင်းပဲကြန့်ရှိခဲ့ပါတယ်။နောက်ပိုင်းမှာပေါ်လာတဲ့စစ်အာဏာရှင်တွေကအဲ့ဒီဗဟိုချုပ်ကိုင်မှုယန္တရားကိုပဲအသုံးချပြီးပြည်သူတွေကိုပုံမတင်းကျပ်စွာဖိနှိပ်ခဲ့ကြပါတယ်။နောက်ပိုင်းဆီယနာရှင်တွေကအဲ့ဒီဘိုးချုပ်ကံမှုကိုပို့ပြီးတော့တင်ကျက်စွာအသုံးပြုလာခဲ့ပါတယ်။လွတ်လပ်ရေးရပြီးတဲ့နောက်နိုင်ငံသစ်တွေကဒရိုင်ကန်လုံးဆိုင်ရာအမတ်တညာ National Identity တစ်ခုကိုတည်ဆောက်ဖို့စ조사လာခဲ့ပေမဲ့ဘယ် Identity ကိုအခြေခံလဲဆိုတဲ့အဓိကပြဿနာကြီးရဲ့ရင်ဆိုင်ခဲ့ရပါတယ်။အိန္ဒိယမှာဟိန္ဒူမျိုးသားရေးအကောင့်ခဲ့တယ်လို့ပါကစ္စတန်မှာလည်းအစ္စလာမ်အခြေခံ Identity ကိုတည်ဆောက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ဗုဒ္ဓဘာသာကို National Identity အဖြစ်အစိုးရအဆက်ဆက်ကအတင်းအကျပ်ပုံနှင်းဖို့ကြိုးစားခဲ့ကြပါတယ်။ဦးကျော်အောင်ဆန်းကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်တာနဲ့ပတ်သက်ပြီးညှင်းပယ်ခဲ့ပေမဲ့သူတို့ရဲ့လက်ထက်မှာတော့ဘာသာရေးကိုနိုင်ငံရေးရဲ့အခြေတန်းကိုတင်လာခဲ့ပါတယ်။နောက်ပိုင်းနေဝင်းလက်ထက်မဆလာခေတ်မှာတော့ဂျုံလုံးဘာသာစကားတစ်ခုတည်း identity တစ်ခုတည်းကိုပဲအဓိကအားပေးအတင်းကျပ်ပုံသွင်းလာခဲ့တဲ့အတွက်တိုင်းသားတွေနဲ့ဘာသာရေးလူနည်းစုတွေဟာဒီနေ့အထိနိုင်ငံရေးအရယဉ်ကျေးမှုအရဖယ်ကျင်ခံရဆဲဖြစ်ပါတယ်။ဒီလိုမျိုးလူမျိုးနဲ့ဘာသာရေးပေါ်အခြေခံတဲ့နိုင်ငံရေးပုံစံ identity politics ရဲ့အကျိုးဆက်တွေကြောင့်မလေးရှားမှာမလေးတရုတ်နဲ့အိန္ဒိယနယ်ဝါးတွေကြားတင်းမာမှုတွေရှိခဲ့တယ်လို့ကမ္ဘောဒီးယားပါကစ္စတန်နဲ့မြန်မာနိုင်ငံတို့မှာလည်းဗမာဗုဒ္ဓဘာသာအခြေပြုပခိုချက်နဲ့တိုင်းသားလူမျိုးစုတွေကြားပြည်ပခါတွေကဒီနေ့အထိဆက်လက်တောက်လောင်နေရခြင်းဖြစ်ပါတယ်။ဒီလိုနှဆိုင်လာတဲ့သမိုင်းတန်ရာတွေကိုကူစားဖို့အတွက်ဖက်ဒရယ်စနစ်ကိုအဓိကဖြည့်ရှင်းနေတစ်ခုအဖြစ်ဆွေးနွေးလာခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံဟာဘာသာစကားမျိုးစုံနဲ့ပြည်내အာဏာခွဲဝေမှုကိုအတိအမှတ်ပြုတဲ့ဖက်ဒရယ်စနစ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပေမဲ့ကက်ရှ်မီးယားနဲ့အိန္ဒိယအရှေ့မြောက်ဘက်နာဂလန်မဏိပူဒေသတွေမှာပြဿနာတွေကတော့ရှိနေဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းဖက်ဒရယ်ဆိုတာဘယ်လိုပုံစံဖြစ်တယ်လဲဆိုတဲ့ယူဆရေးရာအငြင်းပွားမှုတွေကဒီနေ့အထိမပြီးဆုံးနိုင်သေးပါဘူး။ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးအချက်ကဖက်ဒရယ်ကိုမျိုးဘောကနယ်မြေခေါ်ယူမှုတတ်တစ်ခုတည်းအဖြစ်အမြင်သင့်တာပဲဖြစ်ပါတယ်။ဒီနေ့တစ်ခုချင်းစီရဲ့အတွင်းမှာရှိနေတဲ့ဒူနက်စုတွေအတွက်ဒေသန္တရကိုပိုင်အုပ်ချုပ်ရေးလုပ်တဲ့ governance တွေအပြင်သတ်မှတ်ထားတဲ့နယ်မြေဒေသမရှိဘဲတိုင်းပြည်အနှံ့ပြန်ကျဲနေထိုင်နေကြတဲ့လူနည်းစု non-territorial minority တွေရဲ့အခွင့်အရေးကိုပါထည့်သွင်းစဉ်းစားပေးနိုင်တဲ့ federal စနစ်မျိုးလိုအပ်နေတာဖြစ်ပါတယ်။နောက်ထပ်သတိပြုစရာကမြန်မာနိုင်ငံရဲ့ပြဿနာတွေကကိုလိုနီစနစ်တစ်ခုတည်းအကြောင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ကိုလိုနီခေတ်အလွန်ကြုံတွေ့ခဲ့ရတဲ့ဖက်စစ်အတွေ့အကြုံတွေဆယ်စုနှစ်ကြီးဆိုးဝါးလာတဲ့စစ်အာဏာရှင်စနစ်တွေပြည်တွင်းစစ်ရဲ့လက်ထရုံတွေနဲ့ဒီအစားအပေါ်အာဏာလွှမ်းမိုးချုပ်ကိုင်မှုတွေကလည်းအခြေအနေတွေကိုပို့ပြီးတော့ရှုပ်ထွေးစေခဲ့ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့နိုင်ငံမှာမျိုးသားပြည်နယ်တည်မြဲရေး reconciliation ကမဖြစ်မနေဖြတ်သန်းရမယ့်အဆင့်တစ်ခုဖြစ်နေခြင်းဖြစ်ပါတယ်။လူတစ်ပြည့်ဆယ်စုနှစ်များစွာစစ်မီးထံကိုတိုက်ရိုက်ခံခဲ့ရတဲ့တိုင်းဒေသတွေကလူထုကပုံမူကြီးမားတဲ့လူသားရဲ့စာနာမှုဆိုင်ရာဆုံးရှုံးမှုတွေကိုခံစားခဲ့ရတယ်ဆိုတာကိုတိုင်းကလုံးအတိုင်းအတာနဲ့အရင်ဆုံးအတိအမှတ်ပြုလက်ခံကြဖို့လိုအပ်ပါတယ်။နယ်နိမိတ်တွေကမြေပုံပေါ်ကမြင်းချောင်းတွေမဟုတ်ပါဘူး။အဲ့ဒီမြင်းတွေကလူအတိုင်းဝိုင်းတွေသမိုင်းတွေနဲ့ယဉ်ကျေးမှုတွေကိုပါခွဲခြားထားနိုင်တဲ့မြင်းတွေဖြစ်ပါတယ်။ဒါကြောင့်အနာဂတ်ဖက်ဒရယ်စနစ်ကိုဆွေးနွေးတဲ့အခါဘယ်မြေကိုဘဒူပန်လဲဆိုတဲ့နယ်မြေလူဝက်ဆန်တဲ့မေကွန်းတစ်ခုတည်းထက်မတူညီတဲ့ဖြစ်တည်မှုတွေရှိပေမဲ့အချင်းချင်းတန်းတူညီလူဖြစ်အောင်ဘယ်လိုမျိုးအတူရှင်တွဲနေထိုင်ရမလဲဆိုတဲ့မေကွန်းကိုပို့ပြီးတော့အလေးထားစဉ်းစားကြရမှာဖြစ်ပါတယ်။သမိုင်းတစ်လျှောက်ဖျောက်ဖျက်ခံခဲ့ရတဲ့လူနည်းစုတွေရဲ့အတန်ကို Eco Initiative နဲ့အတူရှာဖွေပေးဖို့ဖိတ်ခေါ်ပြရတယ်။ကျွန်တော်ကတော့တင်ဆက်သူကောင်းတန်ပါ။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ် episode တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်။